ရန်900ကျော်လေးနဲ့သပင်ဆိုးကျင်တဲ့သူတွေဆိုရင်ဒီလိုမျိုးစူပါမှာကိုဘတာကိုဝယ်ပြီးတော့ဆိုးလို့ရတယ်နော်ကိုတိုင်းလည်းဒီလိုဆိုးတာဆိုလို့ဒါဆိုအစိမ်းရင်းရောင်လေးသူကအယောင်လည်းမတောက်ဘူးအနာကိုကတ်ကြည့်မှတေချာသိရတယ်ပေါ့နော်အရန်တောက်ကြီးလည်းမကြိုက်ဘူးဘိုးဆန်းဆန်းရောင်လေးဆိုရင်ဒီလိုမျိုးရောင်လေးတွေဆိုအခုခစ်စားနေတာစိမ်းနူးရောင်လေးတွေကြမ်းရင်ရောင်လေးတွေပေါ့နော်လူငယ်တွေခစ်စားနေတာရောင်လေးတွေကအမျိုးမျိုးရှိတယ်အယောင်စင်တူဖြစ်ပေမဲ့အနောက်မှာသူကအယောင်တောက်တာနည်းနည်းဖြော့တာ level ပါတယ်အခုဒါဆို level 3လေကိုကြိုက်တဲ့အယောင်ပေါ့နော်အနှစ်သက်တဲ့အယောင်အမျိုးမျိုးရှိတယ်ဒီလိုမျိုးဆိုဒါအညိုအနီညိုပုံစံမျိုးအယောင်လေးတွေခရမ်းရောင်လေးတွေအယောင်လေးတွေချစ်စရာလေးကိုဘတာကိုဆိုရင်လည်းလွယ်တယ်ပါတဲ့အထဲမှာအရေဘူးနဲ့အနှစ်ဘူးကိုနှစ်ဘူးကိုရောပြီးတော့ခေါင်းလျှော်တယ်လို့တုတ်ထားရုံပဲတုတ်ပြီးနိုင်ကွက်ထားရတယ်နိုင်ကွက်ထားလို့မှကိုကတော့မိနစ်50လောက်ထားတယ်ထားပြီးရင်ပါတဲ့အဲ့ထဲမှာခရင်ထုတ်လေးပါတယ်အဲ့ထုတ်လေးနဲ့ခေါင်းကိုဆေးအဲ့ဒါကသပင်ပြော့စီဆေးထုတ်ပြီးတော့လျှော်လိုက်ရုံပဲလုံးဝကိုလွယ်ကူတယ်ကိုဘတာကိုဈေးတနဲ့ဆိုရင်ဒီလိုမျိုးလေးတွေဆိုစိုင်းမဆိုရင်ဈေးကြီးတယ်မရှိဘူးဆိုရင်တော့မှအနည်းဆုံး6000-9000လောက်ရှိတယ်ပေါ့ခေါင်းဆေးဆိုတာလေဂျပန်မှာသပင်ဘာလို့ဈေးကြီးတယ်ဒါလေးဆိုလဲကြမ်းရည်ရောင်တောက်လေးချစ်စရာလေးလူငယ်ရောင်လေးတွေ